ကြာသာပရိသတ်သမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်ကြာသာပရိသတ်သမီးများအတွက်ပတ်စဉ်တောက်ကြံနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကခုနှစ်ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ဟောဒနာစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူတော်မင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါကြပါတယ်ကျွန်တော်မနေ့ပြန်စနေနေ့ဖြစ်ပါတယ်စနေနေ့မှာဆိုရင်တော့ယူတော်မင်္ဂလာချမ်းမှာကံစင်ကံမြင့်နဝင်းပွဲရရကြီးရှိပါတယ်တိုးချင်းတယောက်ချင်းလိုက်တည်တံ့ပြုလုပ်ရတဲ့နဝင်းရရပါဒီလိုမှကြည့်တဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့အញ្ញံလေးတွေခိုင်လေးတွေခဲကလေးတွေရှင်ပြေပြောက်စေပြီးတော့ကံကြမ္မာပွင့်လန်းအောင်ပြုလုပ်တဲ့နဝင်းပွဲရရကြီးဖြစ်ပါတယ်အဲ့တော့တချို့အရင်တော့နဝင်းရရလာချေဘူးတဲ့အခုမှလာချေခြင်းတဲ့သူတွေပဲဖြစ်ဖြစ်ကျွန်တော်ယူတော်မင်္ဂလာချမ်းမှာစနေနေ့မနေ့7နာရီရောက်လာပြီးတော့နဝင်းရရချေလို့ရပါတယ်အဲဒီရင်ကောက်ရာဌာနမှာနဝင်းရရချေဖို့လာတာပါနဝင်းချေခြင်းလို့ပါလို့ပြောပြီးတော့မြည်သူမဆိုလာရောက်ပြီးတော့နဝင်းရရလာပြီးတော့ချေလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်ကြာသာပရိသတ်သမီးများအတွက်တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်ကြာသာပရိသတ်သမီးတွေအတွက်ကြာလာတဲ့ပထမဆုံးကြာတဲ့နမိတ်ကကြတော့ခွဲပလား10လုံးတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ကကြတော့ချမ်းသာကြွယ်ဝခြင်းနဲ့ပိုင်ဆိုင်မှုကြက်တည်မင်္ဂလာတွေတိုးတက်လာခြင်းကိုညွှန်ပြတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့နမိတ်အတိုင်းဆိုရင်တော်တော်လေးကောင်းပါတယ်အဖက်ဖက်ကနေအစဉ်ပြေမဲ့ကံတရားတွေအောင်မြင်မဲ့ကံသာတာတွေပိုင်ဆိုင်မှုတွေတိုးတက်လာမဲ့ကံသာတာမျိုးတွေရှိပါတယ်မျိုးရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေတိုးတက်လာရုံမျှမကတိုးတက်လာရုံမျှမကပါเนาะမိမိတို့ရဲ့ပိုင်ဆိုင်မှုတွေပါတိုးတက်လာတဲ့အခြေအနေမျိုးဖြစ်တတ်တယ်စာချုပ်စာတမ်းတွေလက်မှတ်ရေးထိုးရတတ်ပါတယ်ကားဝယ်လို့လက်မှတ်ထိုးရတာတို့အိမ်ဝယ်လို့လက်မှတ်ထိုးရတာတို့တိုက်ခန်းလေးဝယ်လိုက်တာတို့အိမ်နေချမ်းတွေဝယ်လိုက်တာတို့အဲ့လိုမျိုးတွေပေါ့နော်ကိုလိုချင်တဲ့အရာလေးတွေပေါ့အဲ့ဒါလေးတွေဝယ်နိုင်တာပေါ့ပြီးရင်ဝင်လာတာပေါ့အဲ့တော့ပိုင်ဆိုင်မှုတွေကြက်တည်မင်္ဂလာတွေအဖျားဖျားတိုးတက်တတ်တဲ့ကံတရားမျိုးရှိပါတယ်နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေဆိုရင်လည်းအဖက်ဖက်ကနေအဆင်ပြေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားဆိုရင်လုပ်တင်ပါတယ်အဲ့တော့ဒီကာလတွေမှာတော့စီးပွားရေးတွေရလည်းကောင်းတယ်လုပ်ငန်းတွေကလည်းတိုးတက်တယ်အဖက်ဖက်ကလည်းအဆင်ပြေတယ်အကြံစီတွေလည်းအောင်မြင်တယ်ဆိုတော့ဒါကြာသာပရိသတ်သမီးတွေအတွက်ဒီမှာကံကောင်းဆုံးဆိုတဲ့အချိန်ကာလကိုရောက်ရှိတယ်လို့တော့ပြောမှဆိုရင်ပြောလို့ရပါတယ်နောက်ဒီကာလမှာညွှန်ကြားချက်လေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အဖွဲ့တွေစီးတွေအပေါင်းတွေတင်းနေနဲ့လောက်ကင်ဆောင်ရွက်ခြင်းတဲ့နောက်တူတဲ့တယောက်တည်းတကူတော့စွန်စားလောက်ကင်ဆောင်ရွက်တာတွေကပို့ပြီးတော့အဆင်ပြေစေပါတယ်နောက်သူများတွေနဲ့တိုင်ပင်ပြီးတော့လောက်တာတဲ့ကိုယ့်အကိုပိုင်ညံနဲ့အဆုံးဖြတ်လောက်ကင်တာပို့ပြီးတော့အောင်မြင်မှုရစေပါတယ်အဲ့တော့နမိတ်တိုင်းဆိုရင်တယောက်တည်းလောက်တာပိုကောင်းတယ်လို့ပြောခြင်းဖြစ်ပါတယ်နံပါတ်2ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်ပေါ့နော်ဒီနမိတ်လည်းပဲအစိုးရထဲမှာတော့မရှိပါဘူးကောင်းတဲ့နမိတ်ပါပဲဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်ပူပန်တော့ကကင်းနိုင်တယ်စိတ်ချမ်းသာမယ်တော့ကကင်းမယ်အဖက်ဖက်ကနေအစဉ်ပြေခြင်းကံကောင်းခြင်းစိတ်ချမ်းသာရခြင်းတွေကြုံနောက်လူမှုရေးကတော့တော်တော်လေးကောင်းပါတယ်ကိုယ့်အတွက်ကိုယ့်ဘဝမှာဆက်ဆက်ရာကောင်းမွန်တဲ့လူတွေနဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့တိုးတက်တတ်တယ်အဖက်ဖက်ကနေအစဉ်ပြေတတ်တယ်လူချစ်လူခင်တွေလည်းများတတ်တယ်ပေါင်းသင်းဆက်ဆံရေးတွေလည်းအစဉ်ပြေတတ်တယ်လူအများကြီးချစ်ခင်မှုလေးစားမှုတွေကိုလည်းရနိုင်တယ်အဓိကတော့သူကဟာမစ်ဆိုတဲ့နမိတ်ကြတာပေါ့နော်ဟာမစ်နမိတ်ကကြတော့ကျွန်တော်တို့ဒီရသေးသူတော်စင်တစ်ပါးမိအိမ်နဲ့လမ်းပြတဲ့သင်္ကေတပါအဲ့ဒါလူမှုရေးဆိုတဲ့ကဏ္ဍမှာကြားတဲ့နမိတ်ဖြစ်ပါတယ်ဒါကြောင့်မလို့လူမှုရေးတွေမှာကိုယ်လမ်းပြနိုင်တဲ့လူတွေနဲ့လည်းကြုံတတ်ပါတယ်ကိုယ်အကြံကောင်းညံကောင်းပေးနိုင်တဲ့မိတ်ဆွေကောင်းတွေနဲ့လည်းကြုံတတ်တယ်တငယ်ချင်းကောင်းတွေနဲ့လည်းကြုံတတ်တယ်အဲ့ဒီမိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့စုပေါင်းပြီးတော့စကားထိုင်ပြောနေနေဟိုပဲအဆင်ပြေသွားတာမျိုးတွေကြုံရတတ်ပါတယ်နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာခွဲပလား၄လုံးဆိုတဲ့နမိတ်ကြတယ်သူကမလို့ချင်းတောင်ရတဲ့ကံတရားမျိုးပါသူကတစ်ပစ်တစ်ပင်အောင်မှာထိုင်နေတယ်သူကစိတ်ဝင်စားပြီးမှလည်းသူကတိမ်တိုင်တဲ့ကနေထွက်လာတဲ့လက်တစ်ဖက်ကအတင်းလာပြီးတော့ကံလင့်နေတဲ့နမိတ်မျိုးဖြစ်ပါတယ်ဒါလို့ကျွန်တော်ကြာသာပရိသတ်သမီးတွေအတွက်ငွေကံတော့အတော်ကြီးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာအဲ့တော့မမျော်လင့်တဲ့ငွေကြေးတွေမမျော်လင့်တဲ့နေရာကမမျော်လင့်တဲ့ရှုထောင့်ကနေပြီးတော့ဝင်ရောက်လာတတ်ပါတယ်အဲ့တော့ရုပ်တရက်မမျော်လင့်မနဲ့ထီပေါက်တာရုပ်တရက်မမျော်လင့်မနဲ့အမွေရသလိုမျိုးတွေပတ်စံနေရတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်ငွေကြေးနဲ့ပတ်သက်ရင်ကံတာတာအတော်ပင်ကောင်းပါတယ်ကိုယ်ကပတ်စံနဲ့ပတ်သက်ပြီးတော့ပူပန်နေတယ်
ဆိုရင်နေတယ်စိတ်ပူနေတယ်ဆိုရင်လည်းစိတ်မပူနဲ့လို့ပဲပြောရမှာဖြစ်တယ်ပေါ့နော်ဒါကကျမ်းမာရေးကျမ်းမာရေးကတော့နည်းနည်းလေးဂရုစိုက်ဖို့လိုအပ်ပါတယ်အဓိကတော့ဇာတာပရိသတ်သမီးအမျိုးသားတွေမဟုတ်ပါဘူးဇာတာပရိသတ်သမီးအမျိုးသမီးတွေကျမ်းမာရေးနည်းနည်းဂရုစိုက်ဖို့လိုအပ်ပါတယ်အမျိုးသမီးနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေနည်းနည်းညံ့တတ်တယ်ပေါ့နော်တို့ကျမ်းမာရေးကိုအကြောင်းပြုပြီးတော့ဆေးရုံစည်းကမ်းတွေရောက်ရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာမှာကြတော့သူကတရဖူဆိုတဲ့နမိတ်ကြတယ်တရဖူကကြတော့ရိုးရိုးတရဖူမဟုတ်ကိုကြိုးစားတာဇွဲအလုံးလောက်ဝရိယအရန်အားထည့်ပြီးတော့ရတဲ့တရဖူမျိုးဖြစ်ပါတယ်လွယ်လွယ်ကူကူနဲ့ရတဲ့တရဖူလို့မဆိုလိုပါဘူးကြာလာပရိသတ်သမီးတွေရဲ့ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာမှာဆိုရင်တော့တရဖူရခြင်းနဲ့အောင်မြင်မှုရခြင်းနဲ့ဆိုရင်ကိုယ့်ဘက်ကဇွဲလုံးလောက်ဝရိယအပြည့်ကြိုးစားအားထုတ်မှအောင်မြင်နိုင်တယ်ကြိုးစားအားထုတ်မှရရှိနိုင်တဲ့အခြေအနေမျိုးရှိပါတယ်လွယ်လွယ်ကူကူတော့မဖြစ်ဘူးဒါပေမဲ့ကိုကကြိုးစားမယ်ဆိုရင်တော့ဧကံမိုးကြအောင်မြင်မှုရနိုင်တာပေါ့နော်ကိုကပညာရေးတွေကိုစိတ်လည်းမဝင်စားဘူးကြိုးစားအထောက်မှုတွေလည်းမရှိဘူးသင်ယူလေ့လာခြင်းတွေလည်းမရှိဘူးဆိုရင်တော့တရဖူကမရနိုင်ပါဘူးနောက်ဘာသာရေးနဲ့ပတ်သက်ပြီးတော့အဋိဌံအလုပ်တွေဆရဏဆိုတဲ့အလုပ်တွေကိုကြိုးစားအထောက်နေတဲ့ဇာတာပရိသတ်သမီးတွေအတွက်ဆိုရင်တော့ဒီကာလတွေမှာအနှောက်အယှက်ပေါ်တတ်ပါတယ်နေရာပေါင်းစုံအကြောင်းပေါင်းစုံကနေပြီးတော့အနှောက်အယှက်ကလေးတွေပေါ်တတ်ပါတယ်ကိုကအဲ့ဒါကိုသတိအနေထားလေးတွေနဲ့တောင်းခံကြိုးစားကြော်လွှားပြီးတော့မှအောင်မြင်မဲ့ကံတရားတွေရှိတယ်နောက်ခြေအိမ်တော်နဲ့ပတ်သက်တဲ့ကံသာတာမှာဆိုရင်တော့နမိတ်ကစေယထာနမိတ်ကြတယ်စေယထာနမိတ်ကကြတော့နည်းနည်းလေးတရားနဲ့တရားအမြင်မတူတာလေးတွေကြုံမယ်အထင်မြင်လွဲမှားခြင်းတွေကြုံမယ်စကားများရခြင်းတွေကြုံမယ်အငင်းကုန်ဖြစ်ရတာမျိုးလေးတွေကြုံအဲ့တော့ဒီကာလတွေမှာဆိုရင်တော့အိမ်စုတတ်တဲ့အိမ်ပူတတ်တဲ့အချိန်ကာလမျိုးလို့ပြောရမှာဖြစ်ပါတယ်ခြေသူနှစ်ဦးကြားအိမ်အောင်တဲ့နှစ်ဦးကြားရောက်တဲ့တရားစံကျင်ဘက်ကလေးတွေဖြစ်နေတတ်တဲ့အချိန်ကာလမျိုးပါပဲเนาะဒါကတော့ကျွန်တော်တို့ဇာတာပရိသတ်သမီးတွေရဲ့ကျမ်းမာရေးစီးပွားရေးလူမျိုးရေးငွေကြေးလုပ်ငန်းဆောင်တာစတဲ့ကိစ္စတွေအတွက်တေရောကခုနှစ်ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်အဲဒီမှာနည်းနည်းလေးဂရုစိုက်ရမယ့်အရာလေးတွေလည်းရှိတယ်နည်းနည်းလေးလုံးလအားထုတ်ရမယ့်အရာလေးတွေရှိပါတယ်သတိပြုရမယ့်အချိန်အရာလေးတွေလည်းရှိပါတယ်နံပါတ်1ကကျမ်းမာရေးဖြစ်ပါတယ်ဇာတာပရိသတ်သမီးအမျိုးသမီးတွေရဲ့ကျမ်းမာရေးဂရုစိုက်ဖို့ပါနံပါတ်2ကအခြေအိမ်နောက်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့စိတ်လိုမလိုက်ဖို့ဒေါသမကြီးဖို့ဒါသတိပေးခြင်းဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ကံဒီမှာတော့ဇွဲလုံးလာဝရိယတွေစိုက်ထုတ်ပြီးတော့ကြိုးစားထုတ်ဖို့လိုအပ်ပါတယ်ဒါဇာတာပရိသတ်သမီးများအတွက်ကျွန်တော်တို့တဲတော်နမိတ်မှာဇာတာပရိသတ်သမီးတွေအတွက်ကံကောင်းစေတဲ့အယောင်နဲ့အနဲ့ရောင်ကောင်းတယ်အဝါရောင်ကောင်းပါတယ်5ကဏ္ဍနဲ့9ကဏ္ဍဟာဇာတာပရိသတ်သမီးများအတွက်ကံကောင်းစေတဲ့နံပါတ်တွေဖြစ်ပါတယ်နောက်အင်္ဂါတောက်မှာထီးဖြူ9လက်ဖရာတဆူဆူကိုသွားမယ်ဖရာတဆူဆူဈေးဆူဆူရောက်တဲ့အခါကျတော့အင်္ဂါတောက်ကိုသွားမယ်ထီးဖြူ9လက်လှူပြီးတော့ဆူတောင်းမှာအင်္ဂါသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံသာတာအညံ့ခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဇာတာပရိသတ်သမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလိုရာဆန္ဒတစ်လုံးတစ်ဝါနဲ့ရရှိနိုင်ကြပါစေကျမ်းနိုင်အောင်ဆောင်နိုင်ရောက်ကြပါစေလို့ယူတော်မင်္ဂလာချမ်းဤကမုံအဋိဌံအောင်မြေကနေပြီးတော့အားလုံးကိုဆုတောင်းမြတ်တာပို့သလိုက်ပါတယ်